여러분, 안녕하세요. 디니 번호, 코리아 스가 나래 다래 솔루션이 코리아 나이가 되비로 어디만 비율의 서티피케이트 번호, 서티피케이트 소리도 뭐야, 아무나ကိုယ့်ရဲ့လေ့လာခြင်းနဲ့ subject ကလေးတွေပေါ့နော်တစ်ခုချင်းစီမှာအောင်နံပါတ်ကလေးတွေယူလို့ရပြီးတော့အခမဲ့တက်လို့ရတဲ့ website ကလေးပေါ့နော်သူက video နဲ့လေ့လာပြီးတော့စာမွေးဝင်ဖြည့်ပြီးသွားလို့ရှိရင်အောင်နံပါတ်ယူလို့ရတယ်အစီအစဉ်လေး program လေးဖြစ်တယ်ပေါ့နော်အဲ့ဒါလေးနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးချင်ပါတယ်အဲ့တော့blog ဆောက်လေးထဲမှာဆိုရင်ဂျာကာကျွန်းရောက်ွယ်ဆိုတာလေးကိုကြိုက်လိုက်လို့ရှိရင် website ကလေးကKorea kca.com ဆိုပြီးတော့ပေါ်လာလိမ့်မယ်ဒီဟာလေးတွေကိုဝင်လိုက်လို့ရှိရင်ဒီမှာ회원 가입လုပ်ရတဲ့နေရာလေးရှိရပေါ့နော်회원 가입ဆိုလို့ရှိရင်တော့မှန်မှဝင်ရတာပေါ့နော်စစချင်းမှန်မှဝင်ပြီးသွားတဲ့ခါကျလို့ရှိရင်ဒီထဲမှာကိုယ်လေ့လာခြင်းနဲ့ subject တွေရှိရပေါ့နော်ဘာသာရပ်ပေါင်းများစွာရှိပါတယ်အဲ့ဒီထဲမှာ free အခမဲ့လေ့လာပြီးတော့자격증လေးတွေယူလို့ရတာလေးတွေရှိတယ်ဒါလေးတွေကိုမျှဝေပေးခြင်းပါတယ်ကျွန်မကတော့ login ဝင်ထားပေါ့နော် member ဝင်ထားပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့တမ်းပြီးတော့ဝင်လိုက်ပါတယ်ဒီမှာဆိုလို့ရှိရင်တက်ချင်တဲ့အတန်းလေးတွေအများကြီးရှိတယ်ပေါ့နော်ကိုလေ့လာခြင်းနဲ့ subject ဘာသာရပ်ကိုလေ့လာလို့ရပါတယ်ကိုရီးယားစာတော့သိထားရမယ်ပေါ့နော်ကိုရီးယားဘာသာကိုရီးယားလို့သူကရှင်းတဲ့အတွက်ကြောင့်မလို့ကိုရီးယားဘာသာနဲ့ပတ်သက်ပြီးတော့သိထားနားလည်ထားလို့ရှိရင်တော့အကျိုးဖြစ်ပါတယ်အများကြီးရှိတယ်ပေါ့နော်ဒီမှာဆိုရင်ဆေးရုံနဲ့ပတ်သက်တဲ့ပြောင်းခွာကြောင်းဆိုတာရှိတယ်심리과정ဆိုရင်တော့ဒါစိတ်ပိုင်းဆိုင်ရာပြီးတော့အာသုံးခွာကြောင်းကလေးနဲ့ပတ်သက်တဲ့အကြောင်းအရာပေါ့နော်ကလေးပြုစုစောင့်ရှောက်တာတွေဒီလိုလေးနှိပ်လိုက်လို့ရှိရင်ဒီမှာအများကြီးရှိပါတယ်ဆိုတော့ပေါ့နော်ဒီမှာ program တွေအများကြီးရှိပါတယ် baby sister ဒါမှမဟုတ်ရင်특수아동지도사စသည်ဖြင့်ပေါ့နော်အာသုံးမိဆွဲ지도사မိဆွဲဆိုတာကတော့ကလေးလေးတွေပကြီးဆွဲတာတို့ဒီလိုမျိုးသူတို့ရဲ့အနုပညာလက်ရာလေးတွေဒီမှာဆိုရင် Nori ကစားတာနဲ့ပတ်သက်ပြီးတော့ကိုကရှေ့ကနေပေါ့နော် training ပေးလို့ရတာမျိုးလေးတွေဒီမှာဆိုရင်တော့အာသုံး파리전 전문 지도사ဆိုတာကလေးရဲ့ development ဖြစ်ဖို့ဖွံ့ဖြိုးတိုးတက်ဖို့အတွက် specialize အနေနဲ့ပေါ့နော်အထူးပြုပြီးတော့သင်ကြားပေးလို့ရတယ် certificate မျိုးရှိတယ်အများကြီးပဲပေါ့နော်ကလေးပညာရေးနဲ့ပတ်သက်တာရှိရယ်ဒါမှမဟုတ်လို့ရှိရင်ထုံးဝါလို့ခေါ်တဲ့ဒီရုပ်ပြလေးတွေနဲ့ပတ်သက်ပြီးလေ့လာလို့ရတယ်တကယ်ကိုမှအများကြီးပဲပေါ့နော်လေ့လာသင်ယူစရာတွေအများကြီးရှိရယ်များသောအားဖြင့် honor ဘာသာjidosaဆိုတာလေးရှိရယ်ဒါကတော့ကလေးတွေဘာသာစကားနှီးကွေးနေတဲ့ကလေးလေးတွေစကားပြောနောက်ကျနေတဲ့ကလေးလေးတွေအတွက်ဒါကဖွံ့ဖြိုးတိုးတက်အောင်လို့လုပ်ပေးတဲ့ certificate မျိုးပေါ့နော်အောင်နံပါတ်ကလေးဖြစ်ပါတယ်အဲ့တော့ယူထားခဲ့လို့ရှိရင် certificate ကလေးတွေရှိတဲ့အခါကျတော့တစ်နေ့တစ်ချိန်ပေါ့နော်အလုပ်ကလေးတွေဝင်တဲ့အခါမှာလည်းအထောက်အကူဖြစ်နိုင်ပါတယ်ဒါမှမဟုတ်ရင်ဘာသာရပ်တစ်ခုကိုကိုကလေ့လာသင်ယူလို့ရသွားတာပေါ့နော်အများကြီးရှိပါတယ်ဒီမှာဆိုရင် coffee နဲ့ပတ်သက်တဲ့ဟာတွေဆိုလည်းပဲ coffee barista 전문가 1급အများကြီးပဲပေါ့နော်ကိုရီးယားဘာသာသိထားတယ်ဆိုလို့ရှိရင်တော့ဝင်ရောက်ပြီးတော့လေ့လာလို့ရပါတယ်တိရစ္ဆာန်အခွင့်အရေးတွေအကောင်လေးတွေနဲ့ပတ်သက်တာရှိတယ်ဒီမှာဆိုရင် IT နဲ့ပတ်သက်တာရှိတယ်အောင်လမကလည်းအောင်လမဆိုသလိုဘာသာရပ်တစ်ခုကိုကလေ့လာခြင်းနဲ့လေ့လာတာနဲ့အညီပြီးတော့လို့ရှိရင်လည်းအောင်လမကလေးလည်းရတယ်ဆိုတော့ပို့ပြီးတော့အဆင်ပြေတာပေါ့နော်အလုပ်တွေပါတယ်သက်ဆိုင်ရာနယ်ပယ်လေးထဲမှာလုပ်ဝင်တဲ့အခါမှာကိုယ့်အတွက်ပြလို့ရတဲ့အထောက်အထားလေးတစ်ခုဖြစ်တာပေါ့နော်ဒါလေးရှင်းပြပေးခြင်းလို့ပါအခုလက်ရှိဆိုလို့ရှိရင်ကျွန်မလေ့လာနေတာလေးတွေရှိပါတယ်ဒီမှာ나의 강의시ဆိုတာလေးနှိပ်လိုက်လို့ရှိရင်ဒါကျွန်မလေ့လာနေတဲ့ဟာလေးတွေပေါ့နော်ဒီမှာဆိုရင် other 심리 상담사ဆိုတာကကလေးစိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးတဲ့certificate အတန်းလေးပေါ့နော်ဒါဆိုရင်တော့ကိုကတက်နေစဉ်အဲ့တော့သူတို့သတ်မှတ်ထားတဲ့ video file တွေကိုအကုန်ကြည့်ပြီးသွားပြီအကုန်လေ့လာပြီးသွားပြီဆိုရင်စာမွေးလေးဖြည့်လို့ရတယ်စာမွေးဖြည့်ပြီးသွားလို့ရှိရင်တော့ဒီမှာ자격증 발급신청ဆိုပြီးတော့ဒါလေးနှိပ်လိုက်လို့ရှိရင်တော့အောင်လမပြန်ထုတ်လို့ရတယ်ပေါ့နော်합격 후고ဒါဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့ပြန်ပြီးတော့ review ပြန်ရေးတာတော့ဘယ်လိုလေ့လာခဲ့လို့ဘယ်လိုအောင်မြင်ခဲ့ပါတယ်ဆိုတာလေးပေါ့နော်အသုံးပြုရတာလည်းအရန်လွယ်ပါတယ်ဒီဟိုဟာလေးကလေ website ကလေးကအသုံးပြုရတာလွယ်တယ်ပြီးတော့တဲ့အခါမှာကိုယ့်အတွက်လည်းအကျိုးဖြစ်ထွန်းစေပါတယ်အကျိုးအများကြီးရှိတယ်ပေါ့အဲ့တော့အလကားလည်းတက်ရတာဖြစ်ပါတယ်အကုန်လုံး0 တွေကြီးပဲပေါ့နော်ဒီမှာဆိုရင်တော့သူတို့သတ်မှတ်ထားတာသေးသေးဆိုပေမဲ့3 3တွေဆိုတော့အခမဲ့တက်ရတာဖြစ်တယ်
အဓိကကတော့ကိုရီးယားစာလေးရှားထားရင်တော့ပိုပြီးတော့အဆင်ပြေတာပေါ့နော်အဲ့တော့အားလုံးအတွက်အသုံးဝင်ပါစေ